Democracy Today WAP TVဇူလိုင်လ2ရက်နေ့တွင်မြန်မာနိုင်ငံကုန်သည်များနှင့်ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ခန်းမ၌လူသမားလူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေနှင့်ဒီမိုကရေစီတူရေးအဖွဲ့သားတို့တွေ့ဆုံစဉ်ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများအတွက်ထိုင်းမြန်မာနိုင်ငံအစိုးရတို့သဘောတူညီမှုဖြင့်ထောက်ထားထုတ်ပေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ခုလိုတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေကိုမိသူမိဝါဖြစ်ကြောင်းသက်သေခံလက်မှတ် COI ထုတ်ပေးရေးကိုနိုင်ငံတော်တိုင်းနိုင်ငံပုဂ္ဂိုလ်၏လမ်းညွှန်ဖွင့်ပြမြန်မာတန်ရုံးကဥဆောင်စီစဉ်ဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့်ပတ်သက်၍လူသမားလူမှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေကအခုလိုပဲပြောပါတယ်။ထိုင်းနိုင်ငံတိုင်းကြီးကြပ်မှုနဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေသွားလုပ်ပြီးကိုစီစဉ်ထားပါတယ်။အဲ့ဒီလုံးမှာတော့အဲ့ဒီစကန်6ခုကိုထိုင်းနိုင်ငံနဲ့ညှိနေတာကဘယ်ကာလမှာစမယ်။ကြမ်းမြန်တော့ဒီဇွန်လကုန်ဇူလိုင်လမှာစမယ်လို့တော့ပြောတယ်။ပြီးတော့တရားဝင်ထိုင်းနိုင်ငံနဲ့ထုတ်ပြန်တယ်။ရတယ်ဆိုရင်ဒီမှာလူတွေတော့တင်ဆုထားပြီးပြီ။လူသမားရဲ့ဘာဝကရဲ့ပြီးတော့မှ SP ရအဖွဲ့တွေထုတ်ထားပြီးအဲ့ဒီအဖွဲ့တွေကိုသတ်မှတ်တဲ့နေရာတွေမှာစီးလွတ်ပြီးတော့မှခုန COI ထုတ်ပြီးသွားတဲ့ကိစ္စတွေကိုဆောင်ရွက်ပါမယ်အဆိုပါ COI ထုတ်ပြီးရရင်လူသားများကိုဈေးသက်သာသည့်နှုန်းဖြင့်အတက်နိုင်ဆုံးဆောင်ရွက်ပေးသွားမည်ဟုလည်းဝန်ကြီးကအခုလိုဆက်လက်ပြောဆိုထားပါသေးတယ်အခုဒီမှာအစိုးရဘက်ကတော့အနည်းဆုံးကုန်ကြအောင်ပေါ့နော်ကပ်ဖို့တွေရှိမယ်၊မိုးတွေရှိမယ်၊စကူမိုးတွေရှိမယ်၊ဓာတ်ပုံမိုးတွေရှိမယ်ဒါလေးကိုလည်းပဲကုမ္ပဏီတွေတင်တာခေါ်တယ်ဒါတော့ဒီတေးရလာခေါ်တဲ့ကုမ္ပဏီဘိုးတို့ပြည်လာတော့ကအယာယီ passport တွေလုပ်တဲ့ကုမ္ပဏီအဲ့ဒီကုမ္ပဏီကိုလည်းပဲဝန်ကြီးဌာနနေလည်းပဲအမှန်တကယ်ကုန်ကြတဲ့နဲ့နော်ဝေပဲကောက်ခံမှုညှိနှိုင်းဆောင်ရွက်ပြီးတယ်ဟုတ်ကဲ့ဝန်ကြီးဌာနအနေနဲ့လည်းပဲလူသားတွေပေါ်မှာဒီ COI နဲ့ပတ်သက်ပြီးတော့မှဝန်တို့ဖြစ်စေချင်ဘူးပေါ့နော်ဒါမှမဟုတ်ဒါတွေကိုလည်းပဲအနည်းဆုံးလိုအပ်ချက်တွေအနည်းဆုံးကုန်ကြစိတ်ကိုညှိနှိုင်းပြီးမှဆောင်ရွက်ပေးကြပါမယ်အဲထုတ်ပြန်တဲ့နိုင်တဲ့အခြေအနေဘယ်လောက်လုံးလဲအခုကညှိနှိုင်းသေးဖြစ်တော့ထုတ်ပြန်တော့တရားဝင်ထုတ်ပြန်တော့ဒါအပြင်လုံသားပို့ဆောင်ရတဲ့ agency အချို့၏မတော်မတရားလုပ်ရများနဲ့ပတ်သက်ပြီးနှစ်နိုင်ငံ agency အဖွဲ့ချုပ်တို့ဖြင့်လည်းတွဲဆောင်ညှိနှိုင်းသွားမည်ဖြစ်ကြောင်းဝန်ကြီးကပြောဆိုခဲ့ပါတယ်။အဲ့လိုဖြစ်ခြင်းနေမှန်တယ် agency တချို့တွေကအလုပ်သမားတွေကိုနော်လိုအပ်တဲ့ပုံမှန်ခေါ်တယ်။ပုံမှန်အလုပ်မရှိရင်တနေ့မှထားပြီးတော့မှဒီမှာပြောမဲ့အလုပ်နဲ့ပြောထားတဲ့အလုပ်နဲ့ရမယ်ဆိုတဲ့အလုပ်နဲ့ပုံမှန်ရတဲ့အလုပ်တွေကလွဲနေတယ်ရှိနေတယ်။ဒါကြောင့်မလို့နှစ်နိုင်ငံအစိုးရလည်းညှိထားတယ်။နိုင်ငံအစိုးရလည်းပုံမှန်တကယ်တမ်းကုမ္ပဏီကလူတာဟုတ်ရဲ့လားအဲ့ကုမ္ပဏီကတကယ်ရှိရလားဆိုတော့ထက်မဲ့ကိုလည်းပဲတန်ရုံးနဲ့လူသမားတန်ရုံးရှိကသွားစစ်စစ်ပြီးတော့မှလူတွေကထိုင်းလုပ်ငန်းရှင်တွေပေါ်တော့တော်တွေ့ဆုံပြီးတော့မှရုပ်တကယ်လူတာမှန်လားဒီလုပ်ငန်းမှာလုပ်ပါလားဆိုတော့ကျွန်တော် agency မှာမှန်စစ်မယ်စစ်ပြီးတော့မှတွေ့ကိုပို့မယ်ဆိုရင်ဒီဘက်ကလည်းပဲပို့မဲ့လူသမားတွေကိုတေချာလေးပြန်ပြီးတော့မှစစ်စစ်ပြီးတော့မှဟိုကအမှန်တကယ်ခေါ်တဲ့လူသားအရေးတွေပဲပို့မယ်အမှန်တကယ်ခေါ်တဲ့နေရာကိုပို့အဲ့ဓာတွေဆိုရင်တရားဝင်အဲ့လိုသွားမယ်ဆိုရင်တော့လူသမားတွေဟိုမှာဒီမှာပြောထားပြီးတော့တခြားနေရာရောက်တာတွေကိစ္စတွေလူအားကိစ္စတွေနောက်ဒီမှာလူပုံကိစ္စတွေကတော်တော်လေးညော့နေသွားခုအစင်းနဲ့ပို့သွားပြီးတော့ဟိုကျမှအလုပ်ရှာမယ်ဆိုရင်တော့ဒါတော့မပြောနိုင်ဘူးအဲကြောင့်မလို့ခုနအဲ့ဒီ agency တွေကလည်းပဲသူတို့ဝန်ဆောင်မှုလုပ်ငန်းနဲ့လုပ်ရတဲ့အတွက်သူထိုက်တဲ့ဟာတော့သူရတဲ့ပါတယ်ဒါပေမဲ့ဂျမ်မီဘုကလည်းပဲပြတ်တဲ့ဟာတော့ယူပါသို့တော့လူသားတွေအတွက်မလုပ်ဘူးဖြစ်တဲ့ကိစ္စတွေမသိမြင်တော့ကိစ္စတွေတော့မလုပ်ပါနဲ့ဒါလေးတော့ပါထားတဲ့အတွက်ဝန်ကြီးဌာနအနေနဲ့ထိုင်းနိုင်ငံနဲ့ညှိနှိုင်းပြီးတော့မှနော်ထိုင်းဘက်မှာရောမြန်မာဘက်မှာရောမှန်ကန်တဲ့ agency တွေနဲ့တွေ့အောင်ညှိနှိုင်းဆောင်ရွက်ဖို့အစီအစဉ်နှစ်နိုင်ငံလုံသားပို့ဆောင်မှုစနစ်တွင်ထိုင်းဆိုရ၏ဓမ္မလက်တာဖောင်းပါသည့်ကိစ္စရပ်များနှင့်ပတ်သက်၍လူသမားများအခက်အခဲဒုက္ခများရောနေစေ၍ဆောင်ရွက်ထားရှိသည့်နှစ်နိုင်ငံသဘောတူညီမှုစီစဉ်များကိုလည်းဝန်ကြီးကပြောပြခဲ့ပါတယ်။ထိုင်းနိုင်ငံထဲမှာသွားစစ်စစ်ပြီးတော့မှအမှန်တကယ်လိုအပ်တဲ့ကုမ္ပဏီအမှန်တကယ်လိုအပ်တဲ့နော်အရေးအတွက်သူတို့တရားဝင်ခံတဲ့ agency လုပ်မယ်ဆိုရင်ခုနဥသာဖုံးရတဲ့ကိစ္စတွေမရှိနိုင်ဘူး။နှစ်ပိုင်းဖြစ်တာပေါ့ဒီကသွားတဲ့လူသမားတွေကလည်းပဲဒီကုမ္ပဏီကမလုပ်ချင်ဘူးသူကလာဆွဲလို့တခြားကုမ္ပဏီပြောင်းတာလည်းလူသမားဘက်ကလည်းရွေးတာလည်းရှိတယ်။ခုနလိုဒီပို့ခေါ်ပြီးတော့မှဓမ္မလက်တာဖောင်းပွားတာလည်းရှိတော့ဒါတွေတော့မိထားတယ်လည်းစစ်စစ်မယ်တနိုင်ငံလည်းပူအောင်တော့စစ်စစ်မှာဒီ MOU ထိုးတဲ့တော့ကတော့ခုနပြောထားပြီးပြီပြည့်လေလူသမားတွေက COI ရသွားပြီဆိုရင်တရားဝင်လုပ်ပိုင်ခွင့်ရမယ်။အရင်တော့မရဘူးတဲ့သူတို့ခွင့်သွားတဲ့အချိန်မှာဆိုလည်းပဲဒီ COI ကန်ပြီးတော့မှလွတ်လပ်တော့ခွင့်ရမယ်။ဒီမှာနိုင်ငံအောင်လည်းပဲပြန်နေတဲ့အချိန်မှာပြန်ခွင့်ရှိလာမယ်။ဟုတ်ကဲ့။ပြီးတော့မှခုနပြောတဲ့ထိုင်းနိုင်ငံနဲ့ပူးပေါင်းပြီးတော့မှဆောင်ရွက်တဲ့သူတို့ရဲ့ပြည်ရေးကျန်းမာမှုစောင့်ရှောက်မှုတွေလည်းပဲရလာမယ်။ပြီးတော့မှလုပ်ငန်းတူရင်ဒေသတူရင်ဟိုတင်ပေါ့လာလောက်ခလာတာတူဖို့အတွက်ကိုလည်းဒါလည်းဒီနေ့ဆောင်ရွက်တဲ့အတွက်ခြုံကြည့်မယ်ဆိုရင်တော့
မနေ့ကလို့သမားတွေအတွက်ပုံမှုပြီးတော့မှကောင်းမွန်တဲ့အခွင့်အရေးရရှိလာမယ်လို့ပြောတယ် ဝန်ကြီးမှဆက်လက်၍မြန်မာအစိုးရနေဖြင့်လည်းမြန်မာလူသားများအတွက်အကာအကွယ်ပေးရန်လှုံ့ဆော်ထားရှိသည့်အချက်များနှင့်ထိုင်းနိုင်ငံတွင်နေထိုင်စဉ်ထိုင်းဥပဒေကိုလေးစားလိုက်နာကြဖို့မှာကြားခဲ့ပါသေးတယ်ရှင် နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်လည်းပြောခဲ့တယ်သူ့နိုင်ငံသွားရင်သူ့နိုင်ငံရဲ့ဥပဒေလိုက်နာမယ်လို့ပြောတာဥပဒေနိုင်ငံကိုလည်းလာရင်လည်းပဲနော်တရားဝင်ဗီဇာမရှိတဲ့လူတွေတရားဝင်လာတဲ့လူတွေပါပဲသူ့ရဲ့နေရာမှာဖမ်းပြီးတော့သူ့နိုင်ငံပြန်ပို့တာထိုင်းနိုင်ငံကသူ့မှာလူသားရဲ့လူတွေအတွက်တချို့တော့နော်ထောက်ထားမဲ့တဲ့လူသမားတွေကိုသူကလုပ်ပြီးတာကျို့နေရာတွေမှာလည်းပဲပြဿနာရှိတဲ့အတွက်သူကလို့စာပွေစစ်စစ်ပြီးတော့မှထောက်ထားမဲ့လေပြန်ပို့တယ်ဆိုတာဟာတော့နိုင်ငံတနိုင်ငံရဲ့ထုတ်ထုတ်မှုဒါလေးကိုထိုင်းနိုင်ငံကဒီမှာမြန်မာနိုင်ငံလူသားတွေကိုနှိပ်ကွတယ်လို့တွားပြီးတော့မှဝေဖန်လို့တောင်းဆိုလို့မရတယ်ဒါကိုလည်းပဲဒီနိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်တွေနဲ့ပုဂ္ဂိုလ်သားတွေကိုသိရှိအောင်ပြောလိုက်တာပေါ့နော်ပြီးတော့မှဒါမှမဟုတ်ပူအောင်ဆောင်ရပါအဲ့လူသားတွေအကောင်းဆုံးကတော့ကိုယ်နိုင်ငံပြန်လာတယ်ပေါ့လို့ရှိကိုယ်နိုင်ငံမှာအလုံးမပေးနေတဲ့အချိန်မှာသူ့နိုင်ငံမှာအဆင်ပြေအောင်လို့နော်ခဏပြောတဲ့ကိုယ်စားတွေအနေနဲ့လည်းဆောက်ရှောက်ပေးပါတိုင်းရုံးကလည်းဆောက်ရှောက်မယ်မိသားစုလည်းဆောက်ရှောက်မယ်ဒီများအခြားဘက်ကနိုင်ငံလည်းဆောက်ရှောက်ပေးပါပြောဆိုတယ်ချုံပြောရင်တော့ကိုယ်နိုင်ငံဒါရှိရင်နောက်ရှိလူသားတွေအတွက်အကောင်းဆုံးဖြစ်အောင်နိုင်ငံအစိုးရတွေအတွက်တိုင်းအစိုးရတွေဥပဒေနဲ့ဆောင်ရွက်